အားလုံးပဲမင်္ဂလာပါခင်ဗျာစာပေချစ်သူများကိုအစဉ်လေးစားလျက်ကျွန်တော်နာမည်ကတော့ဒီပါဖြစ်ပါတယ်ဒီနေ့မှလည်းစာပေချစ်သူများအတွက်စာရေးဆရာအေကံမင်းရဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပြီးတော့မှဖြစ်လို့လိုက်ပါစီမျိုးနားဆင်ပေးကြပါဦးခင်ဗျာကြောတိုက်ဟဲ့ကောင်လေးထတော့နေပင်ထိုးနေပြီဟမ်အမေဘာခိုင်းစရာရှိလို့လဲအခုမှအိတ်ကောင်းတော့ရှိသေးတယ်၈နိုင်ထိုးတော့မယ်ထအမေဈေးသွားပြီးဟင်းစားသွားဝယ်အောင်မယ်တကားစီသွားအမေဟာခဏနေမှထမယ်ပြီးရောရံမအိတ်နဲ့နော်ကောင်လေးဇပွဲပေါ်မှာမှုတ်စမ်းတစ်ပကံတင်ထားတယ်ယူစားလိုက်မိခင်ဖြစ်သူဒေါ်တန်းရှင်ကမာစရာရှိတာမာပြီးအိမ်တကားစီကဆွဲချင်းဆွဲပြီးဈေးဝယ်ရန်ထွက်သွားတော်သည်ကြောတိုက်လည်း၈နိုင်ခွဲမှထားပြသည်ညကရွှေဘုံသာဖျားတို့သွားပြီးပြည်သည်စိတ်သည်ည10နိုင်ခွဲမှရီးစိတ်ချင်းကိုဖြုတ်ပြီးမေတ္တာပို့အမျှဝေကအိမ်ပြန်တော့7နိုင်ရှိပြီအိမ်ပြန်ရောက်ပြီးအိပ်ရာဝင်တော့ည12နိုင်ဆိုပေမဲ့မျက်လုံးကြောင်သွားသည်တရားမပြီးအိပ်ပျော်အောင်ကြိုးစားတော့လဲတော်တော်နဲ့အိမ်မပြောတကောင်ကျော်2နိုင်ခန့်ရောက်မှမေကနန်းပျော်သွားသည်10နိုင်ခန့်ထိအိပ်လိုက်မှအိပ်ရေးဝသွားသည်နိုင်ဝက်ခန့်အိပ်ရာထဲမှမထပဲနေလိုက်သေးသည်မျက်နှာတစ်ပြီးအမိထားခဲ့သောမုတ်စမ်းများကိုရင်နွေးချမ်းနဲ့ထိုင်စားနေလိုက်သည်မနေ့ကကောင်းချင်းပေါင်းကိုအုံးဒီတစ်ချမ်းချစ်ပြီးနန်းတောင်းနဲ့စားရသည်ဒီနေ့အဖေညီမဒေါ်လာမြိုင်လာပြီးသောမှုတ်စမ်းကိုရင်နွေးစိမ့်ပြီးအုံးဒီတရားနဲ့နေထား၍စားကောင်းလာသည်ကျော်တန်းတို့အိမ်ရှိမှာဝက်မလွတ်အောင်ပင်နှစ်ပင်ရှိသည်အုံးဒီများပြွတ်နေအောင်တည်သည်စားခြင်းသည့်အခါအချိန်မရွေးခူးဆွပြီးစားသည်အပင်မှတီးကစားကျော်သားဤကစောင်းအမြင့်မှစားတီးခဲ့သည်ယခုနှစ်ပင်လုံး10ပေခန့်မြင့်သွားပြီအုံးဒီကိုဝါးနှင့်ချိတ်၍ဆွဲချရသည်မှုတ်စမ်းစားလိုက်ရေနွေးတောက်လိုက်နှင့်မိခင်ဖြစ်သူခြံထားခဲ့သောတပကံကုံသွားပြီဖြစ်သည်ပကံကိုသိမ်းပြီးအိမ်ရှိကပြင်မှာထွက်ရက်လိုက်သည်ဟဲ့ခွေတဲစိန်ကြနေပါလားခေါင်းရဲ့အိမ်မအောင်နဲ့သူနေ့လည်းနေခင်အိတ်တော့ဗရောက်ပင်အောက်ကကွပ်ပြစ်ပေါ်မှာအခန့်သားတက်အိတ်နေသည်ကြော်တိုက်အတန်ကြား၍ခေါင်းထောင်ကြည့်ပြီးပြန်အိတ်နေပြန်သည်တော့ခွေးစုပ်နာတော့မယ်အိတ်စရာရှားလို့ကြော်တိုက်ကဖနက်စီးပြီးအိမ်အောက်ဆင်းလာခဲ့သည်အောက်ဆင်းလာသောကြော်တိုက်ကိုမြင်မှအောင်နဲ့ကွပ်ပြစ်ပေါ်ကဆင်းပြေးတော့သည်ပြို့ကိုကြော်တိုက်ဘယ်မှမသွားဘူးလားအကြောင်းကိစ္စမရှိတော့ဘယ်မှမသွားပြစ်ဘူးဗျဒါနဲ့ကိုကြီးဘယ်ကလာလဲရောက်ဖားတို့အိမ်ကပြန်လာတာညကလင်မယားနှစ်ယောက်ရန်ဖြစ်တာရောက်ဖားကခေါင်းပေါက်သွားတယ်မိမကမျက်စိတစ်ဖက်ပိတ်သွားတယ်အဲ့ဒါဒီမနက်အခြေအနေသွားကြည့်ပြီးပြန်လာတာကျော်တိုက်ကခြံဝင်းရက်နေသလိုကိုအေးကလည်းရောက်ဖားအကြောင်းပြောရင်းကျော်တိုက်အနီးသို့ရောက်လာသည်ကိုအေးခမရောက်ဖားကအရက်ကိုမရထက်ပိုချစ်တာပဲကို့မှာသားသမီးတွေလည်းရနေပြီအတိတရားရှိတယ်နေပြီခလေးတွေကိုတကယ်တနာတယ်မိမရဲ့ကိုကြီးပေါ်ငှက်ကြီးอ่ะဒီကောင်ကရှာမကျွေးတဲ့ပြင်သူ့ကိုအရက်ပိုးကပေးရသေးတယ်ညကဖြစ်တာကအရက်ဖိုးမရလို့ပြဿနာရှာရကမိမကလည်းမိစရာဒုံနဲ့ခေါင်းကိုရိုက်ဟိုကောင်ကလည်းမျက်နှာကိုလက်သီးနဲ့ထိုးခလေးတွေထငိုတော့ဘေးအိမ်ကလူတွေလာဆွဲတာနဲ့ရောင်ဝဲဖြစ်သွားတာပါကွာသူတို့အဖြစ်ကလည်းစိုးပါတယ်ရွာထဲကငွေတိုးပေးရဲ့ဒေါ်တန်းစီကတနေ့9ချက်တိုးနဲ့1000ချိခဲ့တယ်တဲ့ကွာအဲ့ဒီအတူတနေ့900ပုံမှန်သွင်းရတယ်ဒါပေးဖို့တနေ့လုံးဈေးတောင်းခေါင်းရွက်ပြီးရွာစဉ်အနက်လှည့်ရောင်းရတယ်ငွေရှင်ကိုတနေ့အတိုး900ပေးပြီးမှကိုတဲ့ပတ်စံ300ရတယ်တလောက်ကိုပုံမှန်အတိုးသွင်းရင်1000ခွဲကျတယ်လှလဲကုံရောချီးထားတဲ့1000ကိုပြန်ပေးရတယ်တရက်နေ့ရက်ဆောက်ပြီးနောက်ထပ်1000ပြန်ယူဈေးရင်နေ့စဉ်အတိုး900ပြန်သွင်းပေါ့ကွာနေ့စဉ်အတိုး9ချက်ကမများလုံးဘူးလားလှ1000ယူလိုက်ရင်အတိုး1000ခွဲဆိုတော့ချီးတဲ့သူကတစ်လ2000ခွဲရသွားတာပေါ့ဟုတ်တယ်လေချီးရဲ့ rank သိနေရပဲဒါပေမဲ့
အတိုးကြီးကြီးပေးရတယ်ဆိုပြီးမယူလို့မှမရပဲညကအတိုး900ပေးဟင်းဝယ်စားနဲ့လက်ထဲပတ်စံမကြံလို့အေးရဘူးမပေးနိုင်တာနဲ့ငငူးရစ်နေရကနေရန်စားဖြစ်ကြတာထိုစဉ်ဈေးဝယ်သွားတော့ကိုကျော်တိုက်မိခင်ရန်လာတီကိုတွေ့တဲ့ဖြင့်ကိုအေးလဲနှုတ်ဆက်ပြီးထွက်သွားသည်အမေချင်းထဲမှာများလာကြည်လားဘာတွေဝယ်ခဲ့တာလဲဟဲ့ဈေးသွားရတာလွယ်တယ်မှတ်လို့2ရက်စာ3ရက်စာပေါင်းဝယ်ခဲ့ရတယ်ငချောက်ပဲပုတ်အာလူကမဖြစ်ဝယ်ထားရတယ်အခုငခုစင်းကောချက်ရင်ကောင်းမလားကျော်နှက်ချက်ရင်ကောင်းမလားငခုတော့ဝယ်ခဲ့တယ်ငခုစင်းကောသာချက်ကျွန်တော်ခြံထဲကရဲရွယ်ခူးပေးမယ်ဟင်းကတစ်ခွက်ချက်လိုက်ပေါ့နင့်အဖေကငခုကျော်နှက်ကြိုက်တယ်ဟာဒါများဟိုဟာချက်ရင်ကောင်းမလားဒီဟာချက်ရင်ကောင်းမလားလုံနေရသေးတယ်အစားကလေးကယောက်ျားအကြိုက်ချက်မလို့ဝယ်ခဲ့ပြီးတော့များဒီကောင်လေးသွားစမ်းစကားပြောရှည်မနေနဲ့ဟင်းကားချက်ရအောင်တန်းတလုံးရက်ဖြစ်ဖြစ်ပိညံဖြစ်ဖြစ်တွားခူးလာခဲ့ကောင်းပါပြီခင်ဗျာပိညံမဲခူးခဲ့ပါမယ်ကျော်တိုက်ကခြံနောက်ဘက်သို့ထွက်ခဲ့သည်ပိညံခူးမဲ့ပြင်ပြီးမှဘူးညွန့်3-4ညွန့်ခူးလိုက်သည်ဘူးညွန့်အရေးတောက်တဲ့ခရမ်းကျင်သည်လိတဲ့ငှုတ်သီးစိမ်းခတ်လိုက်လျင်ထမင်းမိန်သည်အရေးတောက်တစ်ခွက်ရသည်ဟင်းမကန်တဲ့ကဘူးညွန့်ဘူးရွက်ကိုငပိရင်နဲ့တို့လျင်လဲရသေးသည်အမေဒီမှာဘူးသီးအရေးတောက်ပဲချက်တော့ပိညံမရှိဘူးလားရှိပါတယ်ဘူးညွန့်ကတို့စရာပါတခါတည်းပြီးတယ်အဖေကနှိကင်ထမင်းပြန်စားမှလားမင်းတော့ဖို့မယ်ဆိုပြန်လာစရာမလိုဘူးတော့ဖို့ပေးမှလားကျွန်တော်သွားစရာရှိသေးတယ်အမေပဲတော့ပို့လိုက်ပါမင်းကြောင့်မသိရင်ခတ်မယ်အောက်မစင်းခင်ရေတပုံးဒီနာပို့ပေးသွားကြော်တိုက်လဲစင်းဟိုးထဲမှရေကိုပုံးနဲ့ကဲ့ထည့်ပြီးငားကိုင်နေသောမိခင်ဖြစ်သူနာချပေးလိုက်သည်ကိုကြော်တိုက်အိမ်အောက်မှတာတီးတန်ကြောင့်အိမ်ရှိထွက်လာခဲ့သည်ကိုပြစ်ပမာထိုင်ဆောက်ငါလာခဲ့မယ်ကြော်တိုက်အိမ်အောက်သို့ဆင်းလာခဲ့သည်မင်းကဘယ်ရလာရလဲအေးရွာကလာခဲ့တာကိုကျော်တိုက်ဆရာကြီးလွတ်လိုက်လို့ဆရာကြီးကဘာမှလိုက်လို့လဲကိုကျော်တိုက်နေ့ကင်းစားတော့ပြီးရင်ဆရာကြီးစီလာခဲ့လို့မှားလိုက်တယ်ယူစရာရှိရာတွေလည်းယူခဲ့ပါတဲ့ဘယ်သွားရမယ်မမှားလိုက်ဘူးလားမမှားဘူးကိုကျော်တိုက်ဆရာကြီးအိမ်မှာမနက်ကလူကြီး2ယောက်ကိုတွေ့လိုက်တယ်သူတို့အိမ်ပေါ်ကဆင်းသွားတာနဲ့ကျွန်တော်ကိုခေါ်ပြီးဒီကိုလွတ်လိုက်တာမင်းအေးရွာကိုဘယ်တော့ပြန်มาလဲဒီနေ့မပြန်တော့ဘူးအမေတို့နဲ့ဒီညအိတ်အောင်မယ်မနှက်မှပြန်လာခဲ့မယ်လို့ပြောခဲ့တယ်အေးဒါဆိုလဲငါတယောက်တည်းပဲသွားရတော့မှာပေါ့မင်းပြန်ရင်အတူသွားမလားလို့ကျွန်တော်ကဟိုမှာနေရတာအားရတယ်မရှိဘူးအမရဲ့ကလေးကိုထိန်းနေရတာဟိုကောင်လေးကလည်းမြောက်လောင်းလေးဆွဲမနိုင်ဘူးမင်းငယ်ငယ်တုန်းကအတိုင်းနေမှာပေါ့ဟာကျွန်တော်ကအဲ့လောက်ကဲမယ်မထင်ပါဘူးမင်းကမှပူဆိုးတာကွာတာတီးကခြံထဲကပြေးထွက်သွားသည်တာတီးမကအေးရမှာအိမ်အောင်ကြတဲ့ဖြင့်တာတီးကကလေးသွားဝိုင်းထိမ့်ပေးရသည်တာတီးမတို့နေသောအိမ်နဲ့ကြော်တိုက်ဆရာကြီးဘိုးဆိုင်အိမ်ကခြံချင်းကလေးရရှိသဖြင့်ကြော်ထိုက်ကိုကိစ္စရှိပြီခေါ်လျင်တာတီးကိုလွတ်လေရှိသည်တာတီးကလည်းထိုခွင့်ရေးကိုစောင့်နေသူဖြစ်သည်သို့မှသာကလေးထင်းတောင်ဝန်တက်တာမည်ဖြစ်သည်ကြော်ထိုက်လည်းနေ့တနိုင်ခန့်အေးရွာသို့စိုက်ကားငါးစီးပြီးထွက်လာခဲ့သည်ကြော်တိုက်ရောက်တော့ဆရာကြီးအိမ်မှာဧည့်သည်အမျိုးသားကြီး2ယောက်ရောက်နေသည်လာထိုင်မောင်ကြော်တိုက်ကြော်တိုက်ကဖះရှင်စီသွားပြီးဦး3ချိန်ရှ िख ိုးလိုက်တယ်ဖះရှ िख ိုးပြီးဒီနေ့ဆရာကြီးကိုပါရှ िख ိုးလိုက်သည်ကဲမောင်ကြော်တိုက်ဒီကမောင်မျိုးဝင်းတို့ရွာကိုလိုက်သွားသိကျင်တာလမ်းသွားရင်မေးမောင်မျိုးဝင်းတို့ကလည်းဘာကြောင့်လာအကူညီတောင်းရတယ်ဆိုတာရှင်းပြသွားလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးအခုသွားမယ့်ရွာကပေါက်တပင်ရွာပဲပဲ့တောင်နဲ့2 နာရီနီးပါးလောက်သွားရမယ်ထင်တယ်2 နာရီခွဲလောက်ကြာမယ်ဆရာကြီးအခုချိန်သွားရင်ရွာကို3 နာရီဝန်းကျင်ဆိုရောက်မှာပါမောင်ကျော်တိုက်မင်းနဲ့ပဲပြီးမှမို့ဆရာကြီးစိတ်ချလက်ချလွှတ်လိုက်တာတေချာစဉ်းစားဆုံးဖြတ်ပြီးအလုပ်လုပ်မုတ်ချအောင်မြင်ရမယ်ဟုတ်ကဲ့ကျွန်တော်တို့ကိုခွင့်ပြုပါအောင်ကျော်တိုက်ကအိမ်ဝင်အိမ်ထွက်ဆရာကြီးကိုရှ िख ိုးနေသဖြင့်လာခေါ်ကြသောဧည့်သည်များလည်းဆရာကြီးကိုရှ िख ိုးကြသည်ထို့နောက်
အိမ်ပေါ်မှဆင်းလာခဲ့ကြသည်ရွာနှင့်ချောင်းကတိတ်မဝေးနွေရောမိုးပါရေမခမ်းသည့်ချောင်းဖြစ်သည်ချောင်းနှင့်နီးသောရွာများကိုပဲတောင်လေးများနှင့်တွာလာကြသည်ကျော်တိုက်တို့ဆက်လီပေါ်ရောက်သည်နှင့်ကိုမျိုးဝင်းဆိုသူကပဲတောင်ဆက်ကိုနှိုးလိုက်သည်ကိုမျိုးဝင်းကအသက်35နှစ်ခန့်ရှိမည်ဦးညိုဆိုသူကအသက်40ဝန်းကျင်ခန့်ရှိမည်ဟုကျော်တိုက်ခံမှန်းကြည့်နေသည်နေကပူပူပဲတောင်ကပြေးနေသဖြင့်အပူချိန်အနှဲငယ်တက်တာတယ်လို့ရှိသည်နတော်လာဖြစ်သဖြင့်ချွေးထွက်အောင်တော့မဘူးဦးတို့ဆရာကြီးကိုလာပင့်လာရွာမှာတဲမတကောင်တောင်းကျမ်းနေလို့သူတည်တော့2လခွဲ3လလောက်ရှိပြီသူကရွာမှာအချမ်းသာဆုံးလို့ပြောရမှာပေါ့သူ့ငွေကြေးနဲ့ကင်းတဲ့သူရွာမှာမရှိသလောက်ပဲရွာကလူတွေရှာသမျှကလည်းသူ့အတွက်ရှာပေးနေရတယ်လို့ပဲပတ်စံဘလောက်ချမ်းသာအချိန်တန်တည်တော့သူ့နောက်ပါမသွားဘူးအဲ့ဒါကိုသူလက်မခံနိုင်ဘူးအဲ့ဒီစိတ်နဲ့မကျွတ်မလွတ်ပဲသူနဲ့အပေးယူရှိတဲ့သူတွေအိမ်တိုင်းလိုက်တောင်းချမ်းနေတယ်ဆရာပင့်ပြီးနေနေဘုန်းကြီးတွေပင့်ပြီးပရိတ်ရွတ်တယ်ဘလို့မှထွက်မသွားဘူးဆရာတွေဘုန်းကြီးတွေတော့တရေမှနောက်ဆက်တဲ့တန်မခံနိုင်လို့လှည့်ပြန်ကုန်ကြတယ်ကျွန်တော်ရအောင်ကူညီပေးပါမယ်စိတ်မပူပါနဲ့ဦးညိုတို့ကုမျိုးဝင်းတို့သူတို့ရွာကဒဲမာကြီးကိုနှင်ပေးရန်အသက်20ကျော်ဆရာလေးအားထည့်ပေးလိုက်သဖြင့်ပါဇက်ကဖွင့်မပြောတော့လဲဆရာကြီးဆိုသူကိုမကြည်နဲ့ချင်းဆရာကြီးကလိုက်ပါလာခဲ့လေတခါတည်းနဲ့ကိစ္စပြီးနိုင်တယ်ယခုဆရာလေးသည်ရှေ့ကရွာကိုဒဲမာကြီးအားနှင်ထုတ်ရန်ရောက်လာသောဆရာများကဲ့သို့နောက်ကျောင်းပြန်လှည့်ပြေးလျင်အေးရွာကိုပြန်ပြီးဆရာကြီးကိုခြေတလုံးဖက်ခေါ်ရတော့မလားမသိတခါနဲ့မပြီးပြတ်မှာစိုးရိမ်နေကြသည်ရဲမကြီးအမိကဒေါ်ငွေတင်ဖြစ်သည်ဒေါ်ငွေတင်ကမျိုးနစ်ရိုးနှင့်ငွေကြီးပြည့်စုံချမ်းသာသူဖြစ်သည်မိဘများကလဲပန်းရှင်မိပိုင်ရှင်များဖြစ်သည်အောက်တပင်တရွာလုံးချိသမျှလဲတဝက်နီးပါးပြန်လဲရောင်းချပြီးရွှေငွေပစ္စည်းလောက်ခါတေကာနီးအမွေပေးခဲ့သည်မတည်ခင်မှာမိဘများကမှတ်ငွေတင်အားကိုအုံးကြိုင်ဆိုသူနဲ့လက်ထပ်ပေးစားခဲ့သည်ဒါသုံးအောင်သမီးတယောက်ရပြီးကိုအုံးကြိုင်တည်ဆုံးသွားသည်ကိုအုံးကြိုင်တည်ဆုံးတော့အကြီးဆုံးသားက14နှစ်ငငယ်ဆုံးသမီးက6နှစ်ရှိပြီးကလေးလေးယောက်နဲ့အသက်35နှစ်ရှိပြီဖြစ်တော့မှတ်ငွေတင်ရှေ့ခရီးကိုအားမှန်အပြည့်နဲ့ခြိတက်ခဲ့သည်ယောက်ျားလဲတည်သွားပြီးမိဘများကလည်းမရှိတော့မှတ်ငွေတင်မှာလဲတွေရှိသည်ရွှေငွေပစ္စည်းရှိသည်အိမ်နှင့်ခြံရှိသည်စိတ်ပြအားငယ်ခြင်းမရှိမိမိရှိသောငွေနှင့်အပေါင်ခံသည်ငွေတိုးပေးစားသည်လဲကိုကိုယ်တိုင်မလုပ်ဘဲတီးစားချသည်လယ်သမားတို့၏လယ်များခြံများလှဲများနွားများအပေါင်ခံသည်ရက်ချင်းပြည့်၍ငွေပြန်မပေးနိုင်လျင်အကုန်သိမ်းယူသည်ထို့သောသိမ်းယူနိုင်ရန်လဲစာချုပ်စာတမ်းနှင့်နှုတ်နှစ်ဖက်သဘောတူကြောင်းလက်မှတ်ရေးထိုးထားသည်နေပြန်တို့အတွက်နေ့တိုင်းသူ့အိမ်မှာလူဝင်လူထွက်ရှိသည်ကြောက်ကံပေးရွာဈေးလေးမှာဈေးအောင်ချသူအားလုံးဒီပါဒေါ်ငွေနေငွေချင်းနဲ့မကင်းသူများဖြစ်ကြသည်မနဲ့ဈေးထဲရောက်လာပြီးအတိုးသိမ်းသည်မပေးနိုင်လျင်ပစ္စည်းယူသည်ငွေနဲ့ပတ်သက်လျင်တနာချင်းကျင်နာချင်းသူ့မှာလုံးဝမရှိတရက်ရွာထဲမှာနှိပ်ပြန်တို့ချီးထားသောအမျိုးသမီးတယောက်၏အိမ်သို့ဒေါ်ငွေတင်ရောက်လာသည်ဟဲ့ပြုံးကြည့်ဘယ်သွားလဲအိမ်ထဲမှာအသက်8နှစ်ခန့်ကောင်လေးထွက်လာသည်အမေရွာထဲသွားတယ်ငါလာမမှန်းသိလို့ရှောင်ထွက်သွားတာပဲနှိပ်ပြန်တို့က2ရက်ရှိပြီယူတော့ကတော့ယူပြီးပေးရမယ့်အခါမှာကတ်တက်နေတယ်တယောက်တည်းအိမ်ရှိကပြင်းမှာထိုင်ပြီးမကြည်မနှက်ပြောဆိုနေသည်ဒေါ်ငွေတင်အိမ်ပေါ်မော့ကြည့်သည်ငွေ2000ယူထားသည်တရက်5ချက်တိုးဖြစ်ပြီးအတိုး1000ရစရာရှိသည်မနေ့ကတည်းကမပေးသဖြင့်အတိုး2ရက်က2000ရစရာရှိသည်ပြုံးကြည့်ပြန်လာသည့်အထိမဆောက်နိုင်မိမိကိုမတွေ့ကြရင်ရှောင်းနေသည်ဆိုလျင်အိမ်ပေါ်မှာထိုင်ဆောင်နေသောသူ့အတွက်အချိန်ကုန်ရုံရှိတော်မူထို့ကြောင့်အိမ်ပေါ်မှအတိုး2000အတွက်ရစရာကြည့်သည်ဒေါ်ငွေတင်ဖနှက်ချွတ်လိုက်ပြီးအိမ်ပေါ်သို့တက်သွားသည်သူ့ခြေလမ်းတို့သည်ခေါင်းရင်းသို့ဖြစ်သည်ဖျားစင်ပေါ်မှဖျားเจ้าဆောင်ကိုအသာအရာမှယူလိုက်သည်2000တော့တန်ပါတယ်ကိုကကိုဈေးဖြတ်ပြီးဖျားနှင့်တကွเจ้าဆောင်ကိုပြပိုက်ပြီးအိမ်ပြန်လာခဲ့သည်အမကြီးတော်ငွေတင်ဖះเจ้าဆောင်ပိုက်ပြီးဘဲကပြန်လာတာလေလမ်းမှာတွေ့သောအတိတယောက်က
ညနာလဲသွားကျင်တော့လေမဖြစ်သည့်အတွက်မင်းမြတ်ဆက်စုလိုက်သည်ပြုံးကြည့်တို့အိမ်နှစ်ရက်စာနေပြန်တို့တွားတောင်းတာပုံနေလို့2000တန်မဲ့ဖျားနဲ့ကြောင်းဆောင်ဆွဲယူလာခဲ့တယ်လုံငွေတင်စကားကြားလိုက်သူမြို့သမီးကြီးသည်ချက်တီးမွေးချင်းထထိတ်လန့်သွားသည်ဖျားငွေတို့မရလို့ဖျားကိုတိတ်လာခဲ့တယ်ဆိုပါလားအတော်ကြောက်ဖို့ကောင်းတယ်မငွေတင်ကြီးပဲမပြုံးကြည့်ပြန်လာတော့လုံငွေတင်ဖျားပင်သွားသည်ကိုသိတင်နဲ့အော်ပြီးငိုတော့သည်လင်းဖြစ်သူရောက်လာတော့ဓာတ်နဲ့သွားခုတ်မိဆိုကဓာတ်ဆွဲနေတဲ့ဖြင့်မပြုံးကြည့်လဲသူဆက်ငုံနေလင်ယောက်ျားဖြစ်သူဒေါသကိုစွာပေးသလိုဖြစ်မိဆို၍အငိုတိတ်လိုက်ရတော့သည်ထိုကဲ့သို့ပင်ဆိုးဆိုးဝါးဝါတရက်လှုပ်သေးသည်ရွာထဲအတိုးလက်သိမ်းရင်အတိုး900မရသဖြင့်ပွဲလူထားသောငပြောသည့်ငါးပြီးကိုသိမ်းယူခဲ့သည်နင်တို့ဖျားပွဲကမဲ့နေပြီပွဲစွန်းလိုက်တော့တရက်နေ့ထားလို့ရပါသေးတယ်ခြံထဲကငပြောခိုင်ကလည်းနှုတ်သေးတယ်နောက်နေ့လောက်မှအပင်ကငပြောခိုင်ခုတ်ပွဲလဲစွန့်အတဲ့တခါတည်းတင်မယ်အောင်မယ်ညီးကစားကြတာမရှိတယ်ဖျားပွဲတော့တင်နိုင်တာပဲအတော်ကလည်းအုံးသီးလဲခြံထွက်ပဲငပြောခိုင်လဲခြံထွက်ပဲအပြင်ကဝယ်ရတာမှမဟုတ်တာဒါတွေရောက်မင်းကအတိုးပြီးလို့ရနေတာပဲအတိုးကပြီးသွားမှာပါကဲအမိဒီနေ့အတွက်အတိုးလိုက်ဦးတာဘယ်မှလဲ900မနှက်ဖြန်မှာပေါင်းယူပါမနှက်ဖြန်1000ပေးပါမယ်မလို့ချင်ဘူးမနှက်ဖြန်ဆို2ရက်ကဖြစ်သွားပြီတရက်ခါတော့မပေးနိုင်တာ2ရက်ကဆိုဘယ်လိုပေးမှာလဲဒေါငွေတင်ဖျားပွဲစလုံးသားရောက်သွားသည်ညီတို့ဖျားပွဲငပြောသီးတွေမဲ့နေပြီစွန့်လိုက်တော့ဒီ9ပြီး9ဦးသွားမယ်ဟင်းအတော်မလုပ်ပါနဲ့ပြောနေပေမဲ့ဒေါငွေတင်ကပွဲထဲမှာအုံးသီးကိုမှားပြီးဘေးတို့ချနေပြီငပြောသီး9ပြီးကိုတစ်ခုချင်းစီထက်နေသည်ငပြောသီးများဖယ်ပြီးတော့အုံးသီးကိုပွဲသလုံးနဲ့ပြန်ထည့်ပေးလိုက်သည်ဒေါငွေတင်ငပြောသီး9ပြီးကိုအိမ်ရှိယူခဲ့သည်ငါ့ကိုထည့်ကြခဏပေးစမ်းတစက်ဝင်တောင်းလေးလမ်းပေးလိုက်သည်ဒီနေ့တော့အတိုးပေးပြီးလို့မှတ်လိုက်လေးပြီးပဲယူသွားပါတပီးထားခဲ့ပါမရဘူး9ပြီးပဲတပီး900လုံငွေတင်ကတောင်းကိုကစားတင်ပြီးထွက်လာသည်မိသူဘာဖြစ်ဖြစ်ဘုရားကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်လုံငွေတင်ကယူမဆိုင်မရမလင်ဘာမဆိုလုပ်မိဖြစ်သည်ရွာထိပ်သို့လုံငွေတင်ရောက်သွားသည်ရွာထိပ်မှာဒေါ်ပုအကျော်ဆိုင်ရှိသည်ဒေါ်ပုငပြောကြော်ရအောင်ငပြောသီးဖီချန်အမဲတွေပါလာတဲ့ဒုံငွေတင်ဘဲကမှားချလာတာလေမိလုံးအကျေးမပေးနိုင်လို့ငါသိမ်းလာတာဒေါ်ပုသမီးမေးဒီကိုပြန်ဖြေလိုက်သည်ကဲငါပြီးကို800ပေးမများဘူးလားဟဲ့ဖီချန်တပီး200ဈေးရဲတောက်ဝဲကြည်စမ်းရမလားလို့အခုငါဖီချန်တွေကတပီး150လောက်နဲ့ပေးထားရတာနင်တို့မယူရင်ဈေးထဲကငပြောဆိုင်မှာတွားသွင်းလိုက်မယ်ဟိုးအတော်ကလည်းနည်းနည်းများလျှော့အောင်မလားလို့ပြောကြည့်တာယူလိုက်မှာပေါ့ဒီနာမဈေးတဲ့ပါဇက်ပြီးသားလိုက်တာဒေါငွေတင်ကစိုးစလို့ဆဲလို့ဖြေရင်ငွေ800ကိုယူသွားတော့သည်အတိုးရစရာ900ယခု800ဆို300ပင်မြတ်လိုက်သေးသည်ဒေါငွေတင်ငွေရမည်ဆိုအကုန်လုံးသည်နှလုံး3လုံးပင်ထိုင်ခိုင်လိုက်သေးသည်သူကိုယ်တိုင်တော့မရောက်ရောင်းပေးမဲ့လက်ခွဲတိုင်လေးများထားသည်ရွာထဲမှာရောဈေးထဲမှာပါသူ့ကိုယ်စလဲများရှိသည်အနီးပါရွာများကလည်းသူ့ထံကနန်းလာတင်ကြသည်ထိုရက်ဝေးမှအချိန်မီစပိန်ဆိုင်ငယ်တို့နဲ့လာကြသည်ထိုကဲ့သို့ရသမျှငွေနှောက်လိုက်နေသည်ဒေါငွေတင်သားသမီးများကိုလည်းပြစ်မထားသားသွင်းရကိုအိမ်အောင်ချပြီးငွေအရင်ကြီးလုံလောက်စွာထုတ်ပေးသည်ဒီထုတ်ပေးလိုက်တဲ့အရင်ကြီးကိုတိုးပွားအောင်လုပ်မလုပ်တတ်မကင်တတ်လို့အရင်ကြီးကုန်သွားရင်ငါစီပြန်မလာနဲ့တပြားတစ်ချက်မှထပ်မပေးဘူးစားကြမရှိရင်ရွာစင်လေးပြီးတောင်းစားလှုပ်စားကြလားတားတော့အောင်လို့အရင်ကြီးများယူပြီးမိမိတို့စိတ်တန်ရာလှုပ်ကြသည်အကြီးဆုံးသားကသူ့ဇနီးနဲ့အိမ်ဆိုင်နေပြီးအယောင်းဝယ်လုတ်ကင်ခဲ့တဲ့ဖြင့်စီဝါတိုးတက်ခဲ့သည်အလက်ကောင်ကနှလုံးသွင်းလုံးဝါသနာပါတဲ့ဖြင့်ထိုင်ကင်သည်လက်ခွဲတိုင်များထားသည်ထိုတဲ့င်းကိုဒေါငွေတင်ကြတော့လူယုံတယောက်ကိုငွေပေးပြီးတားဖြစ်သူနှလုံးတိုင်3လုံးတိုင်လုံနေကြောင်းရဲကိုသတင်းပေးစီသည်ဒေါငွေတင်စနက်ကြောင့်တားဖြစ်သူထောင်နှန်းဆန်သွားရသည်မိခင်ဖြစ်သူနှလုံး3လုံးတိုင်လှုပ်ရှားနေမှန်းသိပါလေပခုံးချင်းတိုင်းရမလားဟုဆိုတာတားဖြစ်သူကိုရဲလက်အလိုက်ချင်းဖြစ်သည်ငွေနဲ့ပတ်သက်လျင်တစိမ့်မပြောနဲ့
သွေးသားရင်အောင်ခမလွတ်တတ်သူဖြစ်သည်သမီးငယ်ဖြစ်သူကအရွယ်ရောက်ခါစားဖြစ်သည်မိခင်ဖြစ်သူကိုယွန်ကြောက်ဖြစ်သည်ဖြင့်မိသည့်ကာလသားမှပူပန်ခြင်းမရှိလွန်ခဲ့တဲ့ဈေးတွက်သည်ရွာမသမီးနှင့်တင့်တော်သူကိုမတွေ့သမီးယူသည့်ယောက်ျားမိဘချမ်းသာရမည်ထို့ကြောင့်တနေ့တခြားအသက်ရလာသည်သမီးကိုအိမ်အောင်ချမပေးမိငယ်နင့်ကိုကြိုက်မဲ့ကောင်မရှိဘူးလားအမေကိုကြောက်ပြီးဘယ်သူမှမကြိုက်ဝင်ဘူးဒါဆိုနင်လင်မရရုံပဲရှိတော့မှာပေါ့နင့်ကိုချမ်းသာတဲ့အကောင်ထဲမှာပြီးစားချင်တာငါစီကတော့လက်ဖြတ်တောင်းဖို့စိတ်မကူးနဲ့မကူးပါဘူးဟိုတရက်ကအကူလေးနောလာဝယ်မလို့ဝေလိုနေရနည်းနည်းဆိုင်ထားပေးပါဆိုတာတော့အမေကမပေးလိုက်ဘူးသမီးလည်းအမေပြည့်စီမမျောလင့်ပါဘူးဟဲ့နင့်ကို၃ယောက်ကိုအလုံးအလောက်ပေးပြီးအိမ်အောင်ချပေးလိုက်ပြီးပြီသူတို့အသုံးမကျလို့ငါစီလက်လာဖြတ်ငါထပ်ပေးရမှာလားပြီးတော့မင်းကလေးဆိုတာမိဘကငွေဆိုင်ပြီးတောင်းပေးရမှာမဟုတ်ဘူးယောက်ျားလေးဘက်ကတင်းတောင်းတက်တောင်းရလားအမေကသမီးကိုတင်းတောင်းမဲ့လူစောင့်နေတာပေါ့ဟုတ်လားအဲ့ဒါအမှန်ပေါ့တကူစင်တင်းတောင်းလို့ကတော့ငါအတွက်ပဲငါမွေးထားရတာလောက်တော့ယူရမှာပဲအမေကိုကြောက်ပြီးဘယ်သူမှလာတင်းတောင်းမှာမဟုတ်ဘူးသမီးလည်းအိမ်အောင်မပြုတ်တော့ဘူးအေးညီအိမ်အောင်မပြုတ်ရင်ဒီနေ့ဒီချိန်ကစပြီးငါအလုပ်တွေဝင်ကူလုပ်ပြီးတော့သမီးဖြစ်သူကအိမ်မှာထမင်းချက်သည်အိမ်ဆောက်သည်မိခင်အလုပ်ကိုဝင်လုပ်မပေးခေါင်းရှောင်နေခဲ့သည်ဒီလိုနဲ့ဒေါ်ငွေတင်အသက်60အရောက်လူကြီးယောဂနဲ့ရုတ်တရက်တည်ဆုံးသွားသည်သူတည်ဆုံးတော့သားသုံးယောက်နဲ့ချင်းမများအိမ်ပေါ်ရောက်လာကြသည်တစ်တာတွေဖွင့်ပြီးရွှေငွေရတနာများရှာသည်ဘလို့မှရှာမတွေ့ဗီယိုထဲမှာပတ်စံ3သိန်းခန္ဓာတွေ့သည်ထုံငွေဖြင့်နာရေးကိစ္စလုပ်ကင်ကြသည်ဒေါ်ငွေတင်ကိုတေပြီးနောက်နေ့မှာအခေါင်းသွင်းလိုက်ရသည်တညလွန်မြောက်၍နောက်နေ့မှာအလောင်းကြီးပုတ်ပွားတက်လာသည်တအိမ်လုံးအပုပ်နဲ့မခံနိုင်ရသဖြင့်အခေါင်းသွင်းပြီးအိမ်ပေါ်မှာမထားတော့ပဲခြံရှိထူထားလိုက်ရသည်အိမ်ပေါ်မှာစောင်းအိမ်သူများကိုခြေထောက်ကလိုက်ဆွဲသည်အပုပ်နှံ့တွေပေးသည်မိသူများကောင်းကောင်းမအိပ်ရ3ရက်ပြီးတော့အလောင်းကိုမြေချရန်ပြင်ရသည်တန်ဃာတော်များပင်ပြီးတရားနာသည်ထိုချိန်ခြံရှိကအခေါင်းကြီးပွင့်ထွက်လာပြီးလောက်တွေအဖွေးသားထွက်လာသည်အပုပ်နှံ့မခံနိုင်ရသဖြင့်အိမ်ပေါ်မှာတရားနာသူအနှဲငယ်သာရှိတော်သည်အာသူပါချသည့်အချိန်လူမရှိသဖြင့်အေးသမားများကိုစိတ်ကြိုက်အေးရမှုအောင်တိုက်ပြီးတင်းချိုင်းသူပို့ခိုင်းရသည်အလောင်းစင်နှင့်အခေါင်းကိုကျိုးများနှင့်အထက်ထပ်ပတ်ပြီးတင်းချိုင်းသူတည်သွားရသည်လောက်တွေအထွေးလိုက်ထွက်နေသဖြင့်လိုက်ဖို့သူမရှိသလောက်ပဲအပုံနှံကအလောင်းတည်သွားရတလျှောက်နာဟောင်၍ကြံနေသည်သားနှစ်ယောက်နှင့်အေးမှုသမားများသာတင်းချိုင်းရောက်သွားသည်ကျိုတင်သွား၍မြေတူးထားသဖြင့်ကြောက်သည်နှင့်အမြန်မြေမြုပ်ပြစ်လိုက်ရတော့သည်ဒုံငွေတင်အသက်ရှင်စဉ်ကဖျားမသိတရားမသိလူတွေအပေါ်အကျဉ်းနာထားမှမသိတေသောအခါမိသူလူဦးတယောက်မှမကတ်နိုင်အောင်သူခနာကိုမြင်မကြမိမှာပင်လောက်တွေတဖွာဖွာအစားခံနေရတယ်တေသွားသောဒုံငွေတင်သူ့ပိုင်ရွှေငွေရနာတွေဘယ်နှနှုတ်သွားထားလဲဘယ်သူမှမသိတော့ဒါမီနှစ်ယောက်တည်းနေရတဲ့ဖြင့်တမိုးရှိရနာများကိုကိုနဲ့မကွာထားပါကတကိုးဓမြရန်ကိုစိုးရင်ရသည်ထို့ကြောင့်လုံခြုံတဲ့နေရာမှာသူကထားခြင်းဖြစ်ပေသည်ငွေကြီးကနေ့စဉ်လဲပတ်နေသဖြင့်အလွယ်တကူရှာတွေ့ခြင်းဖြစ်သည်သူနှင့်ငွေကြီးအယူသွင်းရှိသူများဘုံငွေတင်တည်ဆုံးသွားသဖြင့်ဝမ်းမသာနိုင်ကြအလင်းအချင်းယူထားသူများကတော့အိတ်နိုင်စားနိုင်သေးသည်များယူထားသူများကောင်းကောင်းမအိတ်ဝင်တော့မသေးခင်ကတည်းကငွေမျက်နှာသာကြည့်သူတည်သွားလျင်ဝိညာဉ်တရဲ့အဖြစ်6လတောင်းယူမှာစိုးရိမ်နေကြသည်အလောင်းမိချပြီးညမှာပင်အိမ်ပေါ်မှာဒေါ်ငွေတင်စပြီးတောင်းချင်တော်သည်တအိမ်လုံးအပုပ်နှံ့တွေလိုင်းနေသည်ထားတော့စရာပကံများထဲမှာလောက်တွေတွေ့ရသည်နိုင်ရီလာသူများကိုအခန့်ရန်ဝယ်ထားသောပဲကြီးလောတစ်ဖက်များထဲမှာလောက်ကောင်များအဖွေးသားရှိနေသည်အပုပ်နှံ့မခံနိုင်သဖြင့်ချီးမများအလုံးပြန်ကုန်သည်ရက်လည်မိနှင့်အကြိုညမှာမိသားစုပြန်ဆုံသည်နောက်နေ့ရက်လည်တရားနာဆွန့်ကပ်ရန်ဝယ်ချမ်းချက်ပြုတ်နေကြသည်ဘုံကြီးငါးပါးပင်ထားသည့်အတွက်ဝက်သားကြက်သားငါဟင်းကြီး၃မျိုးချက်နေသည်မကင်းရမကင်းကြောင်းလာကြပြီရွာသူရွာသားများကိုဝက်သားဟင်းနှင့်အခမ်းမိဘုံကြီးမကြွခင်တည်းသမင်းဟင်းအားလုံးအကောင်းရှိနေသည်ဘုံကြီးများကြွလာပြီးတရားရင်နာကြသည်ရေသက်ချအမျှဝေသည်ပြီးတော့ဘုံကြီးများကိုဆွန့်ကပ်ရန်ဆွန့်ခွဲပြင်နေစဉ်ဟင်းသမင်းတွေထဲမှာလောက်တွေဟုတ်ပါရဲ့ထ
မင်းပူလောင်ကိုဘဲကလောက်တွေရောက်နေရလဲဒေါငွေတင်ဖြစ်မှာပေါ့ညီရောက်ခမသူ့ပစ္စည်းဖုန်းကြီးတော်မတထားဘူးဘလို့လောက်ရမလဲတယောက်တခုံပြောနေစဉ်ဖုန်းတော်ကြီးများလည်းကြားသွားသည်ဖုန်းကြီးတို့ကြောင်းမြတ်ပြီးဖုန်းလို့အချိန်မီပါသေးတယ်ကဲလိုက်ပို့ကြဒကမကြီးသူ့ဘဝကစိတ်ထားမကောင်းခဲ့လို့ဒီပြီးရနဲ့ခန္ဓာကိုယ်ပုတ်ပြီးလောက်တွေတပွားပွားအတက်ခံလိုက်ရတယ်မဟုတ်လားအခုလဲသားတွေသမီးတွေကကုသိုလ်ရအောင်လှုပ်ပေးမလို့ဆွန့်ကတ်တာတပားသူစားမှစူပြီးဖြည့်ဆည်းပစ်တယ်အတိတရားရပါတော့ဒကမကြီးကောင်းရမွန်ရရောက်အောင်အတိတရားရပါတော့ဘုန်းတော်ကြီး၅ပါးကိုလဲနဲ့တင်ပြီးဒေါငွေတင်သားငယ်ကလိုက်ပူသည်လောက်တဲ့နေသောထမင်းများကိုအိမ်နောက်ဖက်မှတောက်ပုံလိုက်ပြီးအိုးကိုစီးကစံနပြီထည့်ပြီးချက်လိုက်သည်စံလေးပြီးချက်ထားသောထမင်းအိုးတူသွန်ပြရသဖြင့်တပီးသားလျင်ချက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်ဘုန်းတော်ကြီးများပြောဆိုသွားသဖြင့်အတိတရားရပြီးထမင်းနှင့်ဟင်းတို့ကိုစားခွင့်ပြုမယ်ထင်ထားသည်အထင်နှင့်အမြင်တခြားစီဖြစ်သွားသည်ထမင်းချက်နေသည့်အထိထမင်းအိုးများထဲတွင်လောက်တော့ကောင်းမှမတွေ့ထမင်းချက်၍စားမိပြင်တော့ဟင်းတွေထဲမှလောက်တွေဘဲကဘလို့ရောက်လာမှမသိအားလုံးတွေ့ကြသည်သားကြီးဖြစ်သူလည်းမိခင်ဤလွတ်ရက်ကိုစိတ်ကုန်သွားသည်သမီးနှင့်ဟင်းနှင့်အားလုံးခြံနောက်ဖက်သို့တည်သွားပြီးမြေပေါ်တွန်ချပစ်လိုက်သည်ကဲဘသူမှစားတာမတတ်ထိုင်အမေတယောက်တည်းစားပစ်လိုက်တော့ပြောဆိုပြီးထိုနေရာကပြန်ထွက်သွားခဲ့သည်ထိုညအာသူဝအိမ်မှာတယောက်မှစောင့်မအိပ်တော့ဒုံဝေတင်းသမီးလည်းအကူအကြီးဆုံးအိမ်ကိုလိုက်သွားတော့သည်အိမ်ကိုတကားပိတ်ပြီးထားခဲ့သည်ကြက်လေတရားနာလိုက်ကြတော့လဲဒုံဝေတင်းတရားနာမည်မဟုတ်ထိုညတညလုံးအိမ်ကြီးပေါ်မှာအတန်မျိုးစုံကြားရသည်ဟုဆိုသည်မုံတိုင်းကျင်းနေတာပဲဟုဆိုကြသည်နောက်ပိုင်းအကျွေးယူထားသူများ၏အိမ်ကောင်မှုများခဲရီနှင့်တပ်ပစ်သည်ဟုဆိုသည်ခြံထဲမှာတညလုံးအပုံနဲ့နေလိုက်နေသည်ဟုပြောကြသည်အချို့အိမ်များကဒုံဝေတင်း၏အကျွေးရှိသည်ဟုအထင်မခံလို့တဖြင့်အပုံနဲ့နန်းသည်ဟုထုတ်မပြောခဲလုံးအပြစ်ခံရသောအိမ်များကအနီးဝန်းကျင်ကပါကြားသဖြင့်တိတ်ရှု၍နေမရအကြီးမကင်းသူများဟုအထင်ခံရသည်ရချားဆိုသလိုခဲများနှင့်အပြစ်ခံရအပုံနဲ့ပေအင်ကိုထုရိုက်ခြင်းခံရပြီးအိပ်ရေးပြက်ပေါင်းများကုန်သည်အိမ်ကြီးပေါ်မှာညရောက်တီနှင့်တက်ခေါက်တံများခုံပေါက်နေတံများအနီးပါအိမ်တို့ကကြားရသည်တချံလုံးညရောက်တီနှင့်အပုံနှံများလိုက်နေသည်အနီးပါအိမ်များကပါအပုံနှံကိုမခံနိုင်ပိတ်ထားသောတကားများညဘက်ရောက်သည်နှင့်ပွင့်ကုန်ပြီးအိမ်ပေါ်မှာတရေမှကြီးလမ်းလျှောက်နေသည်ကိုတွေ့ကြရသည်ဟုဆိုသည်တခါလေကားထိပ်မှထိုင်နေသည်ကိုလည်းမြင်သူမြင်ကြရသည်ထို့ကြောင့်အနီးပါးထိုင်သူတို့ကရဲကိုနေရန်ဆရာပိတ်ညာသည်ဒုံဝေတင်းသားကြီးကိုယ်တိုင်ဆရာကိုပင့်ခေါ်လာသည်အိမ်ပေါ်ရောက်လာသောဆရာကတရေမကိုစင့်ခေါ်သည်တရေမကမိသူထံမှဝင်မလာပဲဆရာကိုဂျွန်းထုံမောက်ခုံဖြစ်အောင်လုပ်သည်နောက်ဘက်အဝေးကြီးရောက်အောင်ကံပြစ်သည်တိုင်းနဲ့ကောင်းကိုဆွဲဆောက်နေဆရာလဲတရေမကြီးကိုသူမနိုင်တော့ဘူးဆိုကလွဲအိတ်ဆွဲပြီးဆင်းပြေတော့သည်ဘုန်းကြီးပြင်ပြီးပြေးရွတ်ကြပြန်သည်အိမ်ပေါ်အိမ်အောင်အပုပ်နဲ့မခံနိုင်လွန်းသဖြင့်ဘုန်းတော်ကြီးများပြေးကိုဆုံးအောင်မြွတ်နိုင်တော့ပဲအသက်ရှူချက်ခါဆင်းသွားရတော့သည်နှဆောင်မြိုင်ချီတန်းရှိအိမ်ကြီးပေါ်မှာတရေမကြီးမင်းမှုနေလေတော့သည်ဆရာလေးကြော်တိုက်ကိုလာပင့်ခေါ်သူဦးညိုနဲ့ကိုမျိုးဝင်းတို့ကတရေမကြီးတော်ငွေတင်ကျောင်းကိုတလန်းလုံးပြပြလာခဲ့ကြသည်ဦးညိုတို့ပြောတဲ့အတိုင်းဆိုလူဘဝကလေးကဘုရားကိုလည်းမယုံသည်လူတွေကိုလည်းတနာကိူနာမရှိဘူးဆိုတော့တည်ပြီးတရေဖြစ်တာမဆန်းပါဘူးအဲ့ဒီဘွားကြီးတရေဖြစ်မယ်မထင်ဘူးပိတ်တာဘွားကိုကြောက်သွားတာတရားတလောက်ပဲတည်ပြီးရတော့သူ့ပစ္စည်းတွေလူတွေဖုန်းကြီးတွေဆက်တော့ပြမှာစိုးလို့အနောက်ရှက်မျိုးစုံလိုက်ပေးတယ်ဆိုတော့အတော့ကိုစိုးတဲ့တရေမကြီးပဲရွာကိုရောက်ရင်ကျွန်တော်ဘသူ့အိမ်မှာနေရမှာလဲတရေမကြီးရှိတဲ့အိမ်ကိုသွားလို့မဖြစ်ဘူးညမသွားရင်မနှက်ဖြန်သွားမှဖြစ်မှာပေါ့ဆရာလေးတဲမကြီးကိုနင်ပေးအောင်ဆရာလေးကိုပင့်လာတာလေတဲမကြီးကိုသူ့အိမ်ကထွက်သွားအောင်နင်ပေးမှာပါဒါပေမဲ့အဲ့ဒီကိစ္စကိုသူ့အိမ်မသွားပဲလုပ်လို့ရပါတယ်ဆရာလေးတဲဖို့ကတော့ကျွန်တော်အိမ်ဖြစ်ဖြစ်ဦးညိုရဲ့အိမ်မှာဖြစ်ဖြစ်နေလို့ထိုင်လို့ဖြစ်ပါတယ်ဘွားကြီးအိမ်နဲ့နီးနားမှာပဲနေမယ်ဒါဆိုဦးညိုရဲ့အိမ်မှာတဲပြီးတော့ဦးညိုအိမ်ကဒုံဝေတင်တို့အိမ်နဲ့တချံမဲချတဲ့ဆရာလေးကောင်းတယ်ဦးညိုအိမ်မှာတဲမယ်
အချိန်က3 နာရီခွဲခန့်ရှိပြီရှေ့ကရွာပဲဆရာလေးရောက်ပြီရွာကအင်ကြီး350ကျော်တယ်ချောင်းနဲ့အပြန်ရွာကိုအရှိလိုက်တည်ထားလို့ရွာတန်းရှည်ဖြစ်နေတာရွာမှာအလျားလိုက်လမ်းတစ်ခုပဲရှိတယ်ရွာရောက်ရင်ကျွန်တော်ကိုတခုတော့ကူညီကြက်တကောင်ကိုချက်ပေးပါထမင်းဦးနဲ့ဆန်6ဘူးချက်ချက်ပေးပါကျွန်တော်စားမလို့မဟုတ်ဘူးရတယ်ဆရာလေးဒီပြင်ဘာထက်လုပ်ပေးအောင်လဲဒီရွာမှာနှက်ဝင်တယ်ရှိလားရှိတယ်နှက်ဝင်တယ်ဒေါ်ညွန့်ရှိတယ်နှက်ကတော့ပေါ့အသက်50လောက်ရှိပြီအဲ့ဒီဒေါ်ညွန့်ကိုရှာပြီးကျွန်တော်စီခေါ်လာခဲ့ပေးပါဒေါ်ညွန့်နဲ့ကျွန်တော်အိမ်ကမျက်စောင်းထိုးနေကြတာဦးညိုအိမ်ကိုကျွန်တော်ခေါ်ခဲ့မယ်စကားစားမပြတ်ခင်ပဲ့တောင်ကကမ်းမှာထိုးကပ်သွားသည်ကမ်းဆက်မှာလူငယ်3ယောက်ရှိနေသည်ပဲ့တောင်ကိုဖမ်းဆွဲပြီးကျိုးကိုယူကာငုတ်မှချီလိုက်သည်လာဝင်းရီလေးကိုမလူအောင်ထိမ့်မေးဦးငါတို့ဆင်းအောင်မယ်ဆရာလေးမျိုးဝင်းကိုကင်ပြီးအောက်ကိုဆင်းပဲ့တောင်ကလူတွေတဖြစ်ရေထဲမကြအောင်နီးစက်ရလူကိုဖမ်းကင်ပြီးကမ်းပေါ်ဆင်းလိုက်သည်ဦးညိုတို့ဘယ်ကပြန်လာတာလဲအောက်စုရွာနဲ့အေးရွာကိုသွားတာဒီရွာလေးမင်းတို့သိလားမသိဘူးမသိရင်ဆက်စုမနေနဲ့လာဝင်းမျိုးဝင်းနဲ့လိုက်သွားပြီသူနဲ့ဝိုင်းကူလောက်ကင်ပေးလိုက်လာဝင်းလဲဘူးမသိဘာမသိနဲ့ကိုမျိုးဝင်းနောက်သို့လိုက်ပါသွားသည်ကျော်တိုက်ကတော့ဦးညိုသွားရသို့လိုက်ခဲ့သည်ဒါဒီရွာတွေရဲ့မနှက်ဈေးလေးပေါ့အနီးအနားရွာတွေကလာအောင်ကြတာငါးရှာလို့ရသည်မြဒီမှာလာအောင်ကြတယ်ညနေပိုင်းတော့အင်ဆိုင်တွေပဲရှိတော့တယ်9 မိနစ်ခန့်သာရှောက်လိုက်တယ်ဦးညိုအိမ်သို့ရောက်လာခဲ့သည်ဆရာလေးဟိုကမြင်နေရတဲ့ရေနံဝနေတဲ့နှဆောင်မြိုင်အိမ်ကြီးပဲတရေမကြီးတော်ငွေတင်းရဲ့အိမ်ကျော်တိုက်ကလည်းခြေတန်းရှိအိမ်ကြီးကိုအတိအချာလှည့်ကြည့်မိသည်တရေမကြီးကိုကြောက်ပြီးသားရီသမီးတွေအိမ်ကြီးကိုဤတိုင်းပြစ်ထားကြတယ်မိသားစုစုံစုံလင်းလင်းအတိုင်ဝန်းရှိရမည်ဒီအိမ်ကြီးမှာအတာကြီးလွန်းလာတော့အင်ရှင်ကြီးတရေမကအပိုင်ကြီးဆိုထားသည်ဒီကိစ္စမဖဲဝါကိုအကူညီတောင်းပြီးဖြည့်ရှင်းရုံမှအပကြော်တိုက်လဲတရေမကြီးကိုမရှင်းပြိုင်နိုင်ကိုမနိုင်မန်းတိလျက်နဲ့သွားရှင်းပြိုင်လျင်ကိုတိတ်ခါကိုချတယ်လို့ဖြစ်သွားမယ်တို့ကြောင့်တရေကိုတရေနှင့်သာရှင်းပြိုင်စီတော့မြင်ဘူးဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ကြော်တိုက်လဲဦးညိုအိမ်ပေါ်မှာထိုင်ပြီးဦးညိုသားခတ်လာပြီးတော့တောက်ရီကိုအဝတောက်လိုက်သည်ခဏနေတော့ကိုမျိုးဝင်းနဲ့အတူအသက်50ဝန်းကျင်ကအမျိုးသမီးကြီးပါလာသည်ဒေါ်ညွန့်ဆိုသောနှက်ကတော်ကြီးဖြစ်မိဟုကြော်တိုက်တွေးထင်လိုက်သည်မျိုးဝင်းလောက်ဝဲမပါဘူးလားဒေါ်ငွေတင်းရဲ့တားကြီးတိန်ထွန်းကိုတွားခေါ်ခိုင်းလိုက်တယ်အေးကောင်းတယ်တိန်ထွန်းပါတော့ပိုကောင်းတာပေါ့သူကတွေးသားရင်းပဲသူ့ကိုအတိမပေးလို့မဖြစ်ဘူးဆရာလေးဒါနှက်ကတော့မှတ်ညွန့်မယ်ဦးညိုကဒေါ်ညွန့်နဲ့မိတ်ဆက်ပေးသည်ကိုညိုကျိုးကိုခေါ်ခိုင်းနေဆိုလို့ဒီဆရာလေးကခေါ်ခိုင်းတာအကြောင်းကိစ္စကိုတော့ဆရာလေးကပဲရှင်းပြလိုက်မယ်ဒီရွာမှာမကျွတ်မလွတ်ပဲ6လန့်နေတဲ့ဒေါ်ငွေတင်းရဲ့ဝိညာဉ်ကိုအိတ်ကြီးဘော်ကဖယ်ရှားလို့ရအောင်အတော်ကကျွန်တော်ကိုဝိုင်းကူညီပေးရမယ်အမလေးတော့အိမ်ပြန်ပြီးထမင်းအေးစစ်စစ်စားပြရစီဒီမက်ငွေတင်တရေမနဲ့တော့ထိတ်တိုင်မတိုးပြရစီနဲ့ဒေါ်ငွေတင်နဲ့မတိုးပါဘူးကျွန်တော်စကားပြောတာလောသွားလို့ရွာတင်းချိုင်းကဘယ်နားမှာလဲဒီရွာရဲ့အနောက်ဘက်ရွာကနေတိတ်မသွားရပါဘူးဒီညတင်းချိုင်းကိုအတော်ရဲ့ကျွန်တော်ရဲ့ဒီရွာကလိုက်ချင်တဲ့သူ3-4ယောက်ရဲ့သွားကြမယ်ကျွန်တော်ကမဖဲဝါကိုပြင်မယ်မဖဲဝါရောက်လာရင်အတော်ကမှပူးကပ်ပြီးကျွန်တော်တိလို့သမျှပြပြလိုက်မယ်ငါကကြားခံလုပ်ပေးရမှာပေါ့မဖဲဝါကငါ့ကိုဝင်ပူးမှန်ဟုတ်လားဟုတ်ကဲ့အဲ့ဒီလိုဝင်ပူးပြီးကျွန်တော်တိလို့သမျှသူပြောပါလိမ့်မယ်အဖော်ကောင်းရင်တော့ငါမကြောက်ပါဘူးတယောက်2ယောက်ထဲတော့ငါမသွားဝင်ဘူးကျုပ်လဲလိုက်မယ်မညွန့်တိန်ထွန်းတို့မျိုးဝင်းတို့လည်းလိုက်လိမ့်မယ်3-4ယောက်ဆိုငါသွားဝင်ပါတယ်ကဲဒါပဲလားဘယ်ရှင်သွားမယ်ဆိုတာလဲပြောအောင်လေည8 နာရီထိုးပြီးဆိုတာနဲ့သွားကြမယ်ငါအိမ်မှာရှိတယ်မျိုးဝင်းကိုလာခေါ်ခိုင်းလိုက်ဒေါ်ညွန့်အိမ်ကပြန်ထွက်တော့လှဝင်းနဲ့တိန်ထွန်းတို့ရောက်လာသည်ဟာကိုတိန်ထွန်းအေးရွာသွားပြီးဆရာပင့်တာဆရာကြီးကဒီဆရာလေးကိုထည့်ပေးလိုက်တယ်ဒီရွာကအခက်ခဲတွေကိုငါတပည့်ကဖြည့်ရှင်းပေးလိမ့်မယ်လို့အ
အဲ့ဒီရွာကဆရာကြီးကပြောပြီးဒီဆရာလေးကိုထည့်ပေးလိုက်တယ်ထိုလူများ၏စကားပြောပုံအသွားလာမျက်နှာအမူအရာအရကြော်တိုက်ပါလာသည်ကိုအားမလို့အားမရဖြစ်နေပုံရသည်သူတို့ဥတိုက်တော့ရောက်ပင့်ဆောင်သောဆရာကြီးကိုတွေ့ပါလေရဲ့အသက်ငယ်သောလူငယ်ဆရာလေးတယောက်ကိုထိလိုက်သည့်အတွက်လဲစိတ်ထဲမကြည်မလင်ဖြစ်နေကြပုံရပါတယ်ကြော်တိုက်လဲမျက်နှာရိပ်မျက်နှာကဲအကဲခတ်ပါတော့လဲမတိဟန်ပြုကကိုလိုးဆရာရှိသည်တို့ကိုဆက်လက်လှုပ်ဆောင်နေသည်ကိုမျိုးဝင်းနဲ့မောင်လာဝင်းတို့ကချက်တကောင်ယူလာပြီးချက်ပြုတ်ရန်စီစဉ်နေသည်ဦးညိုစနီးကထမင်းဟင်းချက်နေသည်အိမ်သားများနဲ့ကြော်တိုက်စားရန်စီစဉ်နေကြသည်ဒေါ်လေးဆန်ချောက်လုံးကိုအိုးလို့တစ်လုံးနဲ့တက်တက်ချက်ပေးအောင်နော်အေးအိမ်စားဖို့ချက်ပြီးရနဲ့မင်းတို့လောက်ကင်နေတဲ့ဟင်းရောထမင်းရောဆက်ပြီးချက်တာပေါ့ည9နိုင်မထိုးခင်ချက်မှာပါဆရာလေးကတော့ည9နိုင်ခွဲအားလုံးရရင်ရပြီလို့ပြောတယ်ထင်းမီနဲ့တိတ်မချက်ရပါဘူးအိမ်အတွက်ကြက်သားကိုဘူးသီးနဲ့စီကြံရေကြံချက်နေသည်ည6နိုင်ခန့်အိမ်ရောက်နေသူများရောအိမ်ရှင်များရောကြော်တိုက်တို့ပါဦးညွေအိမ်မှာကြက်သားဘူးသီးချက်နဲ့ထမင်းစားကြသည်ည9နိုင်ခန့်ကြက်သားဟင်းနဲ့ထမင်းချက်သွားပြီးတောင်းသေးသေးလေးတစ်လုံးနဲ့ငပြောရွက်များခင်ပြီးထမင်းများထည့်လိုက်သည်ဟင်းအိုးကိုငပြောရွက်ထမင်းပေါ်ဖုံးပြီးဖွငပြောရွက်အပေါ်တင်ထားလိုက်သည်8နာရီကျော်တော့ကြော်တိုက်ဦးဆောင်ပြီးဒေါ်ညွန်းဦးညိုကိုသိန်းထွန်းကိုမျိုးဝင်းတို့တင်ချိုင်းရှိရာသို့ထွက်လာခဲ့သည်ကိုသိန်းထွန်းကထမင်းတောင်းကိုထမ်းလာခဲ့သည်တင်ချိုင်းနဲ့ရောက်တော့ကူတလုံးပေါ်မှာရှင်းပြီးငပြောရွက်များခင်းကထမင်းများဟင်းများပုံလိုက်သည်ဒီပလင်းထဲမှာရင်ကိုဖလားတစ်လုံးနဲ့တွန်ထည့်ထားလိုက်သည်ဒေါ်လေးကဒီကူဘေးမှာဒူးထကွေးထိုင်နေပါစပင်းကိုဖြီးပြီးကြောပေါ်ချထားပေးပါဒေါ်ညွန့်ကကြော်တိုက်ဖြစ်စေခြင်းသည့်အတိုင်းတိုက်လို့ပေးသည်လက်အုပ်ချီထားသည်မဖဲဝါကိုကျွန်တော်ပင့်တော့မယ်ဦးညိုတို့နည်းနည်းစုပ်ပြီးကျက်နေကြပါအရှိနေထွက်နောက်နေဝင်တောင်တန်9ကုံမြောက်ဝေအတွင်းမှာမဖဲဝါရှိသည်ဆိုပါကဤနေရာဤရက်တို့ခိတ္တခဏလာရောက်ပြီးပါရန်ဖိတ်ခေါ်ပါသည်ခင်ဗျာတစ်ချိန်ခေါ်သည်မထူးကြနှစ်ချိန်ခေါ်သည်တိတ်ဆိတ်ငြိမ်သက်နေသည်တောပိုင်တောင်ပိုင်နေပိုင်အပေါင်းတို့မဖဲဝါရှိသည့်နေရာတွေးသည့်အရက်မှာဤနေရာသို့ဆေးလွတ်ပြီးပါရန်တောင်းပန်ပါသည်မဖဲဝါခင်ဗျာအတူညီတောင်းစရာရှိပါသဖြင့်ဤနေရာဤရက်တို့စားတော့ပွဲများလဲသုံးဆောင်ရန်ကြွရောက်ပေးပါရုတ်တရက်တင်ချိုင်းဝင်းကျင်တစ်ပင်တို့လေမတိုက်ပါပဲလှုပ်ခါသွားသည်ဒုံညွန့်တကုံလုံးတွန့်လိန်သွားပြီးဂူပေါ်သို့ထိုင်နေရာမှခုန်တက်လိုက်သည်ထမင်းပုံကိုခွထိုင်ပြီးချက်သားများနှင့်တူစားနေလေတော့သည်ပါသမ ्या အယိုးရောအသားပါပုံစားနေသည်ဖြင့်လိုက်ပါလာသူဦးညိုတို့လူစုကြည်ပြီးအံ့ဩနေကြသည်ကြော်တိုက်လားဟဲ့ဟုတ်ပါတယ်မှတ်ပါခင်ဗျာငါ့ကိုခေါ်တာဘာကိစ္စရှိလို့လဲဒီလိုပါဒီပေါက်တဲ့ပင်ရွာထဲမှာဒေါငွေတင်ဆိုတဲ့အတော်ကြီးဆုံးသွားပြီးမကျွတ်မလွတ်ပဲတစီတရေဖြစ်နေပါတယ်ဒေါငွေတင်ကသူ့အိမ်ဝင်းချင်းကိုဘယ်သူမှမလာနိုင်အောင်နေ့စဉ်အပုပ်နှံနေပေးနေပါတယ်ညီဟန်တဲ့သူတွေကိုအပုပ်နှံကိုနေ့စဉ်ရှူချိုက်နေရပါတယ်ဒါကြောင့်ဒီဒေါငွေတင်ကိုအိမ်ကြီးဘော်ကဖေရှားပေးစီလိုပါတယ်ဖျားမရှိတရားမရှိလူဘဝအသက်ရှင်စဉ်ကမြစ်ဒီယာစိတ်တွေဖုံးလွှမ်းခဲ့လို့တည်တည်အထိပဲအဲ့ဒီစိတ်ကပါသွားတယ်စားရမယ်တောက်ရမယ်ပိတ်တာဘွားမျိုးရောက်နေဒီတဲမကြီးအကျွတ်တရားရအောင်သားသမီးတွေကလှုပ်ပေးရမယ်ဒုံငွေတင်ကမနာလို့ဝင်လူစိတ်ကြီးနေတာသူကလူတွေတက်အကြီးအကျယ်ဖြက်လူဖြက်စီးလုပ်နေရင်တော့သူ့ကိုလူတွေကြားထဲမထားပဲတင်ချိုင်းနဲ့ခေါ်သွားမှာသူ့ကိုကြွအောင်လုပ်အောင်အစားအသောက်စားရအောင်လုပ်ပေးနိုင်ဖို့အခွင့်အရေးရှိသေးတယ်ဒီကိစ္စကသူ့သွေးသားရင်းနေမှာလုပ်ရမယ်ဒီထဲမှာသူ့သားပါတယ်မဟုတ်လားဟဲ့ဟုတ်ကဲ့ပါတယ်ခင်ဗျတေးချာချာနားထောင်အိမ်သာဘေးမှာရေကပြင်းကိုအုတ်ခုံနဲ့လှုပ်ထားတယ်မဟုတ်လားရေကပြင်းနဲ့အိမ်သာဘေးမှာလူခါးဆက်လောက်တူးကြည့်စင်းအိုးအသေးလေးနဲ့မြုပ်ထားတဲ့လက်ဝက်လက်စားတွေတွေ့လိမ့်မယ်တဝက်တီတီပယ်ပြီးကျန်တဝက်ကိုအညီအမျှလေးပုံပုံပြီးဝ
မောင်နှမလေးယောက်ခွဲယူအိမ်ထဲခြံကိုညီမလေးကိုပေးလိုက်တဝက်တိတိခွဲထားတဲ့လက်ဝတ်လက်စားတွေအကုန်ရောင်းပြီးအချို့ကိုဖျားတဲ့ကျောင်းဆောက်အဲ့လိုလုပ်ရမှာအမိနာမည်နဲ့လူအချို့ကိုဖုံးတော်ကြီးတွေကိုတင်ကန်းလူဖျားကိုရွှေတင်ကန်းလူအချို့တွေကိုဖုံးတော်ကြီးကိုစွန်းစားစရိတ်လူကျန်တာကိုအမိအတွက်ဖုံးကြီးပြင်ပြီးအမျှဝေပေးလိုက်ပြပြသမျှအလူအားလုံးအမျှဝေလိုက်မင်းတို့အမေတာတို့ခေါ်ရင်အဲ့ဒီတရေတစီဘဝပိတ်တာဘွားကလွတ်ပြီးစားကောင်းခြင်းနေကောင်းခြင်းအဆင့်ကိုတက်လန်းရောက်ရှိလိမ့်မယ်ငါဒီညသူ့ကိုဆုံးမပြီးအိမ်ကြီးဘော်ကနေခြံထဲသွားနေခိုင်းမယ်အလူတန်းပေးရမှာလဲမနှောက်ရှက်အောင်တတိပေးထားမယ်မနှက်ပြန်လူကြီးတွေတက်တည်ထားပြီးငါမာတဲ့အတိုင်းလှုပ်ပေးလိုက်ကြမင်းတို့အမေဒီအစင်းတရေဘွားကကျွတ်သွားလိမ့်မယ်ငါခုမင်းတို့အမေကိုအိမ်ဘော်ကခေါ်ချပြီးခြံထဲကတက်ပင်ပေါ်မှာသွားထားခဲ့မယ်လှုပ်เสียရှိတာအချိန်မဆိုင်မဲ့လှုပ်လိုက်ကဲငါသွားမယ်စကားလဲဆုံးဒေါ်ညွန့်လဲဂူပေါ်မှာခွေခွေလေးလဲကျသွားတယ်ကြော်တိုက်လေဒေါ်ညွန့်ကိုတတိယအောင်လှုပ်ပြီးရွာသို့ပြန်လာခဲ့တယ်ကဲပျောက်သွားပြီလို့မင်းတို့ယူဆထားတဲ့ပစ္စည်းတွေမပဲကပြောရတဲ့နေရာမှာတွားတူးကြည့်ပြီတော့ဆရာလေးရောဥညိုတို့ပါပါရမှာပေါ့မပဲကလူကြီးတွေတက်တည်ထားပြီးပစ္စည်းကိုတူးယူထုခွဲရောင်းချရမယ်လို့မှားသွားတယ်မဟုတ်လားနောက်နေ့ရောက်တော့ရွာလူကြီးပါအတိတ်သက်တွေခေါ်ပြီးမိသားစု၄ယောက်နဲ့အတူမဖဲဝါပြောသည့်အတိုင်းတူးကြရာစင်အိုးလေးနဲ့ထဲမြုပ်ထားသောလက်ဝတ်လက်စားများကိုရလိုက်သည်မဖဲဝါပြောသည့်အတိုင်းဒေါငွေတင်အတိတ်တရားရသွားသည်လားမသိအပုပ်နှံလည်းမပေးတော့ရွာလူကြီးကတဝက်အညီမြခွဲပြီးဝနမ၄ယောက်ကိုထိုတဝက်ထဲမှအညီအမြခွဲဝေပေးသည်အားလုံးကြည်ကြည်နက်နက်လက်ခံကြသည်ကျန်တဝက်ကိုရွာလူကြီးနှင့်ဥညိုတို့ဥဆောင်ပြီးတွားရောင်းပေးသည်ထိုရောင်းငွေအားလုံးကို၄ပုံခွဲပြီးကျောင်းဆောက်သည့်နေရာမှာတပုံစွန်းစားစရိတ်တွေတပုံတင်ငန်းလူချင်းရွှေတင်ငန်းလူချင်းမှာတပုံကျန်တပုံကိုအိမ်ကြီးပေါ်မှာဒေါ်ငွေတင်အတွက်လူရန်ထားသမျှအစုစုကိုအမျှဝေပေးနိုင်ရန်ရေစက်ချနိုင်ရန်စွန့်ကြွေးအလူလုပ်သည်ရွာသားများကိုလည်းဖိတ်သည်အလူမှလည်းအနောက်ရှက်ပေးခြင်းမရှိတော့ကြောက်လာသမျှလူအားလုံးကိုဓမင်းကျွေးပြီးအခန့်သည်ဘုန်းတော်ကြီးများကိုဆွန့်ကပ်ပြီးသည်နှင့်အလူအားလုံးကိုဒေါ်ငွေတင်အတွက်ရေသက်ချအမျှအတန်းပေးဝေခဲ့သည်မဖဲဝါ၏ကူညီမှုကြောင့်ရဲမကြီးဒေါ်ငွေတင်တာထုခေါ်ပြီးပိတ်တာဘွားကအဆင့်မြင့်ရာရောက်သွားမည်မှာမလွဲအမှန်ဖြစ်ပြီးတော့သည်ဤအလူကြီးပြီးသည့်နောက်ပိုင်းအိမ်ကြီးမှာတရေ၆ချင်းအပုပ်နှံပေးခြင်းမရှိတော့အငယ်ဆုံးသမီးရရှိခဲ့သောအိမ်နှင့်ခြံကြီးကိုရောင်းချပြီးအကူကြီးဆိုင်မှာအရင်ကြီးထည့်ဝင်ကဝနမနှစ်ယောက်စီးပွားအတူတူရှာရင်းနေထိုင်ခဲ့ကြတော့သည်အစုံလေးလိုက်ပါစီမျောနားထောင်ပေးခဲ့ကြတော့တူးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်များနဲ့အတူပြန်လာခဲ့ပါဦးမယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်